ညနေနဲ့မှာပြောတဲ့ပုံပြင်နံပါတ်6အမိတ်နှလုံးသားညနေနဲ့လေတောင်မလွတ်တဲ့အချိန်ဆေးရုံခန်းလေးတစ်ခုထဲမှာအသက်ရှူတန်တစ်ခုထဲသာကျန်နေတယ်အဲ့ရပေါ်မှာအမေလဲနေအသက်ရှူတန်ကျန်နေရတယ်သူ့ရဲ့ဒီတော့သားကြီးကမိကဆိုငိုနေရှာတယ်ညနေတွေကြားကအမေရဲ့မတော်ပါနဲ့အမေမရှိရင်သားဘယ်လိုနေရမလဲအမေကလက်လေးတစ်ဖက်နဲ့သားရဲ့လက်ကလေးကိုနှိမ့်တိတ်ပြီးအဆိပ်တယ်။နေအားမရှိတော့ဘူး။ဒါပေမဲ့တညသူမအိပ်နိုင်ပဲအမေအကြောင်းတွေးနေမိတယ်ရှင်ဘက်ကိုဖိထားတယ်ရုပ်တရက်နှလုံးပုံစံကတဖြည်းဖြည်းပြီးကျဲလောင်လာတယ်သူကြားနေကြနှလုံးပုံစံမဟုတ်တော့ဒါအမေနှလုံးပုံစံဟုတ်တယ်ဒါအမေနှလုံးပုံစံတယောက်တည်းမဟုတ်တဲ့ခံစားမှုအမေတွေ့ရပတ်ထဲရောက်နေတယ်လို့သူနားထဲမှာအတန်တစ်ခုကြားလာရတယ်ဒါတိတ်တိတ်ပြောလိုက်တယ်မျက်ရည်နဲ့အမေအဲ့ဒီနေ့ကပြောခဲ့တဲ့စကားကတကယ်ပြောခဲ့တာပဲတားရဲ့နှလုံးအစားထိုးတာမှုပေးခဲ့တဲ့အမေရဲ့နှလုံးသားတားရင်ဘက်ထဲမှာရောက်နေတာလားအမေကတော့ပြုံးနေတယ်လို့ထင်တယ်အဲ့ဒီနေ့ကစပြီးသူတယောက်တည်းလို့မခံစားရတော့သူနှလုံးသွင်းခုန်လိုက်တိုင်းအမေရှိနေတယ်လို့ခံစားနေရတယ်ဒီကနေ့တော့တာသမီးတွေ့ရတာကိုခနာနဲ့မကရက်စိတ်တိုင်းမရှိစတဲ့ကြာမေရီစရာတာသမီးတွေအတွက်အသက်မရှိရင်ဒီပါနှလုံးသားကတော့ဆက်လက်ရှင်သန်နေတတ်ကြတယ်အမေနှလုံးသားကအမေရဲ့ခန္ဓာကိုယ်ထဲမှာရှိမနေခဲ့ရင်တော့မှတားရဲ့ရင်ဘတ်ထဲမှာဆက်ပြီးရှင်သန်နေတဲ့အနန္တဂိုင်းဝင်တွေဖြစ်ကြတယ်နန္ဒကိုင်းဝင်ပုံမြင်လေးရတော့